မင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဒီချေတို့ဒီနေ့စလုံးပေါင်းတပ်ပုံအကြောင်းဆွေးနွေးကြရအောင်နော်အခုတလောစာလေးတွေဖတ်ပြတဲ့အခါမှာစလုံးပေါင်းတပ်ပုံလေးတွေမှားနေတာကိုသတိထားမိပါတယ်အဲ့ဒါကြောင့်မလို့ဒီတစ်ပတ်စလုံးပေါင်းတပ်ပုံနဲ့ပတ်သက်ပြီးတော့အဓိကဆွေးနွေးပြသွားမှာဖြစ်ပါတယ်ရှင်စလုံးပေါင်းတပ်ပုံမှားရင်ဘာဖြစ်နိုင်လဲအဓိကအချက်၅ချက်ထုတ်ပေးထားပါတယ်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ပထမတစ်ချက်ကအဓိပ္ပာယ်လွဲမှားနိုင်ပါတယ်ဥပမာဆိုလို့ရှိရင်စားဆိုတဲ့စကားလုံးမှာစာလုံးနဲ့လဲစားစလိုက်နဲ့လဲစားဒါပေမဲ့စာလုံးနဲ့စားတာကြတော့ထမင်းစားတာကိုပြောတာမုတ်စားတာကိုပြောတာစားလိုက်နဲ့စားကကြတော့အိမ်သုံးစားငယ်နဲ့စားကိုပြောတာအဲ့လိုမျိုးလေးတွေအဓိပ္ပာယ်လေးတွေမတူဘူးပေါ့နော်ဒုတိယအချက်အနေနဲ့ကကြတော့နားလည်မှုမှားနိုင်ပါတယ်ဥပမာကိုကပုံးခိုင်းလိုက်တာပေါ့နော်ဒါပေမဲ့သူကရေပုံးယူလာတာမျိုးပေါ့ဒီချက်ပုံးကပတချောင်းဝင်နဲ့တက်ပုံးဝက်စနှလုံးပေါက်ပုံးလားပတသေးချောင်းဝင်ပုံးဝက်စနှလုံးပေါက်ပုံးလားအဲ့လိုမျိုးလေးတွေပေါ့နော်ကိုရေးလိုက်တဲ့စာပေါ်မူတည်ပြီးတော့နားလည်မှုမှားနိုင်ပါတယ်ရှင်တတိယအချက်ကလည်းအရေးကြီးပါတယ်เนาะအဲ့တော့ကိုရေးလိုက်တဲ့စာကိုဖတ်ပြီးတော့เนาะကိုယ့်ဘောကိုယုံကြည်မှုညော့နေသွားစေနိုင်တယ်ဟာဒီစာလေးတောင်မှတပ်ပုံမှန်အောင်မရေးနိုင်ဘူးလားမရေးတတ်ဘူးလားဆိုပြီးတော့ကိုယ့်ဘောမှာယုံကြည်မှုညော့နေပြီးတော့အထင်အမြင်သေးစေနိုင်ပါတယ်ရှင်လေးချက်မြောက်ကကျောင်းသူကျောင်းသားတွေအတွက်အရင်အရေးကြီးပါတယ်စာမွေးပွဲတွေမှာစလုံးပေါင်းတပ်ပုံမှားတယ်ဆိုလို့ရှိရင်အမှတ်လျော့သွားစေနိုင်ပါတယ်အဲ့ဒါကြောင့်မလို့စလုံးပေါင်းတပ်ပုံကိုဂရုတစိုက်နဲ့ရေးစေချင်ပါတယ်ရှင်နောက်ဆုံးတစ်ချက်ကအလောက်ကိုင်းအခွင့်အလမ်းတွေဆုံးရှုံးသွားစေနိုင်တယ်ဘလို့လောက်ကိုင်းခွင့်လမ်းတွေဆုံးရှုံးသွားစေနိုင်တယ်လဲဆိုလို့ရှိရင်ဥပမာလုပ်ငန်းခွင်ထဲကိုဝင်နေအင်တာဗျူးတွေဖြေတယ်ဆိုလို့ရှိရင်ကျမတို့တွေဖောင်နေဖြည့်ရတယ်စာတွေရေးရတယ်ပေါ့နော်အဲ့ဒီအခါမှာစလုံးပေါင်းတပ်ပုံကြီးကမှားနေတယ်ဆိုလို့ရှိရင်ဒီလိုလူတရားကိုအလုတ်ရှင်ကနေပြီးတော့အလုတ်ခန့်ခြင်းမလားအဲ့ဒါကြောင့်မလို့အလုတ်ကိုင်းအခွင့်အလမ်းတွေလည်းဆုံးရှုံးစေနိုင်ပါတယ်ရှင်အခုလောက်ဆိုရင်တော့စလုံးပေါင်းတပ်ပုံကဘလောက်အရေးကြီးကြောင်းသိကြမယ်လို့ထင်ပါတယ်အခုချိန်ကနေစပြီးတော့စလုံးပေါင်းတပ်ပုံလေးတွေကိုသတိထားပြီးတော့ရေးကြမယ်နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတာ